အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မိုင်းလိုပဲဖြစ်ပါတယ်ဒီကနေ့မှာတော့လူကြီးမင်းတို့ကိုကျွန်တော်ရဲ့တော့တုံးနေတဲ့ errand တွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါနဲ့ဒီ errand တွေလိုချင်နေဆိုရင်ကျွန်တော်ရဲ့ Telegram လေးကို join ထားမှာရမှာပါဒါနဲ့ဗီဒီယိုလေးကိုစလိုက်ရအောင် Okay ကျွန်တော်အခုပထမဆုံးပြမယ် errand လေးကတော့ဒီ shader လေးပဲဖြစ်ပါတယ်ဒီ shader လေးကတော့ပေါ့နော်ဒီ horror သမားတွေအတွက်အရင်မိုက်တယ်ကျွန်တော်အခု flower မှာစမ်းပြထားလို့ပါဒီ overwall မှာဒီရိုးရိုးတပင်းနေလဲဆိုရင်တော်တော်ပေါ့နော်ဒီမျိုးတွေလည်းရှိတယ်ပေါ့နော်ကိုရောင်လည်းနဲ့မျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါတော်တော်မိုက်ပါတယ်ဒီမဲ့ဆိုရင်တော့ဒီတိတ်ဖုံးမကောင်းတဲ့လူတွေလည်းဆော့လို့ရပါတယ်ဒီခြေဓာတ်လေးကတော်တော်မိုက်တယ်ပေါ့နော်ကျွန်တော်ကိုခြားဥစားတွေပြပါမယ်ကျွန်တော် setting နဲ့ဝင်ပြီးတော့ active ကြီးကိုဖွင့်လိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာ active ကြီးကျွန်တော်တွားပြီးတော့ဒီ comment မှာတော့ဖွင့်လုပ်ပြီးမယ်ပေါ့နော် time ကိုကျွန်တော်အကောင်းဆုံးက sunrise ကိုလုပ်ပြီးပါမယ် sunrise ဆိုရင်တော့ဒီတော်တော်မိုက်သွားမှာပေါ့နော်ဒီဘက်နောက်မှာပေါ့နော် sunrise ဆိုရင်လည်းဒီလိုလှပါတယ်ဒီ overwall မှာဆိုတော်တော်မိုက်ပါတယ်ဆိုတော့ပြီးတော့ကျွန်တော်ပြမှာ sunrise နာ sunset နော်ဒါရီတော့မှားသွားလားမသိဘူးခုနကို sunrise ခုမှ sunrise ပေါ့နာ sunset ပါအဲ့တော့ဒီဒါလေးတိတ်မကွာပါဘူး sunset နဲ့ sunrise ကနော်ကိုကတော့ကျွန်တော်ဒါ night ပေါ့နော်ဒီမှာဟိုဘက်ကနေဝင်ပြီးကိုကဒီဘက်ကလာထွက်ပါတယ်လာလည်းဒီလိုပုံလေးပေါ့နော်လေးတောင်လေးပါဆိုတော့ကျွန်တော်နောက်တစ်ခုပြမယ်နောက်တစ်ခုကကျတော့ဒီ midnight ဆိုရင်တော့ကျွန်တော်လာဒီအပေါ်ပိုင်းကိုရောက်သွားတော့မှာပေါ့နော် midnight ကိုရွေးလိုက်ပြီးအပေါ်မှာလာရောက်သွားမှာပါအဲ့ဒါတော်တော်မိုက်ပါတယ်ဆိုတော့ဒါလေးကတော့အလိုလေးပေါ့နော်ပြီးရင်ကျွန်တော်ထေးကိုပြောင်းလိုက်ကိုဒုတိယပြမယ်အဲ့ဒါလေးကတော့ဗာလေးလဲဆိုရင်ကျွန်တော်တို့ဒီဘောနော်ဒီသုံးဆွဲတဲ့အတန်းရှိပါတယ်ပြီးတော့ဒီဟာတပင်လေးခုတ်တဲ့အတန်းလေးရှိပါတယ်တပင်ခုတ်တာဆိုတော့ tree cut ပေါ့နော်အဲ့ဒါရဲ့နောက်တစ်ခုကကျတော့ vein miner အတန်းလေးလည်းပါပါတယ် outline section အတန်းလေးလည်းပါပါတယ်ဒါတွေအများကြီးပါတယ်ပေါ့နော်ခုအတန်းလေးကိုထပ်ပြမယ်ဆိုတော့ဒါ tree cut အတန်းပေါ့နော်ကိုကကျွန်တော် x ဒီလားညောင်းအောင်ကောင်ကလက်နဲ့ဒီတိုင်းထိုးလေရပါတယ်ဖင်ကုန်းထိုးရပါတယ်ဒါပေမဲ့ကျွန်တော်ဒီ file ကိုတောင်းတဲ့အခါမှာပေါ့နော်တတိပေးခြင်းလားဒီ file နှစ်ခုရှိမှာပါ file နှစ်ခုလေးနှစ်ခုလုံးကျွန်တော်တောင်းပေးရမှာပေါ့နော်နှစ်ခုလုံးမတောင်းလို့မရပါဘူးနှစ်ခုလုံးတောင်းနှစ်ခုလုံးထဲမှာဟိုထဲမှာလို့ဖြစ်မှာဖြစ်ပါတယ်ဒီမှာတပင်ခိုးလိုက်မှဆိုရင်နည်းနည်းရတဲ့ရပြီပေါ့နော်သူကအမှန်အရာလေးကိုစက်ခိုးလိုက်မှဆိုရင်အကုန်တန်းပြုတ်သွားမှာညောင်မြတ်ပါလာရှုပ်တာဒီဘတ်တန်ကြီးကပုံနေပေါ့နော်ဘာဖြစ်လဲဆိုတော့ပြန်ပြီးတော့ပြန်တောင်းလိုက်လို့ပါပြန်တောင်းလိုက်လို့ပဲဖြစ်ပါတယ်ဆိုတော့အကုန်ပြန်မထည့်ရသေးဘူးပေါ့နော်ကျွန်တော်ရဲ့အရင်က Minecraft ထဲက errand တွေအကုန်လုံးပြန်မထည့်ရသေးဘူးဘဏ္ဍန်ဖြောက်တဲ့ errand လေးတွေလည်းကျွန်တော်ရဲ့ channel မှာတင်ပေးပါမယ်ခင်ဗျအဲကြောင့်ကျွန်တော်ရဲ့ Telegram channel လေးကို join ထားကြပါဆိုတော့ကျွန်တော်ဒီမှာပြင်ကုန်လက်နဲ့ခုပြမယ်ပေါ့နော်အဲ့ဒါဆိုရင်လည်းရပါတယ်ဒီလေးပေါ့နော်အကုန်လုံးလုံးလိုက်မယ်ဆိုရင်တော့ဒီမှာအကုန်ပြုတ်ပါတယ်တစ်ပင်ခိုးရတဲ့ပြင်းတဲ့လူတွေတော့ပေါ့နော်ကျွန်တော်လည်းနောက်ပိုင်းဒါတွေတုံးပါမှာဒီမှာကျွန်တော် vein miner လုပ်ပြမယ်ပေါ့နော် vein miner ကျွန်တော်ခုလုပ်နေတဲ့အချိန်မှာဒီ diamond ရလင်းနေလို့နည်းထင်ရတယ်ပေါ့နော်အဲ့ဒါရှိတာကြောင့်ပါဆိုတော့ကောင်တော့ကကောင်ဖင်ကုန်းပြီးတူပါမှာပါခေမှာပေါ့နော်အကုန်ရပါတယ်ဒီ experience man နေလဲကြားတယ်ပေါ့နော်တူတဲ့အခါကျတချို့ဥစ္စာတွေကြာမကြပါဘူးတချို့ဟာတွေကကြာမကြပါဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်လည်းမသိဘူးပေါ့နော်ကျွန်တော်အကုန်စမ်းပြီးမှဒီတခုကောင်းလို့ကျွန်တော်လာပြီး review ပေးတာပဲဖြစ်ပါတယ်မှာအကုန်ပြီးတူလိုက်အဲ့ဒါဆိုရင်အကုန်ကြပါတယ်
ဒါဆိုအကုန်ရတယ်ပေါ့နော်ခိုးတွေလည်းအများကြီးပဲရတယ်မိုင်းတူကမှအဲ့လိုမကြတော့ဘူးခိုးတွေကအရင်တွင်းတော်ကြတယ်ဗျအများကြီးတူကတနေရာတွေမှာစုပြုံနေရပေါ့နော်အကြောင်းမလို့ပါပြီးတော့နောက်တစ်ခုကကျွန်တော်ကိုဘာလုပ်ရမလဲဆိုနောက်အဲ့ဒါတခုဒီဆုံးဆွဲတဲ့အဲ့ဒါမှာအရှင် step တွဲတော့တော်တော်မိုက်ပါတယ်ကိုမျက်နှာကိုကြည့်ရပုံပေါ့နော်ဆုံးဆွဲလို့ရတယ်ဟိုဝေးယူလည်းမြင်ရတယ်ဟိုဝေးရပါရှိလဲဆိုတာလမ်းကြည့်လို့ရပါဘူးအဲ့ဒီအချိန်ကဒီနာဒီကိုရဲ့အပေါ်ကနေပေါ့နော် bragging တွေတွင်ကျွန်တော်အပေါ်ကနေအကိုဘာ origin ရှိလဲဆိုတော့ကြည့်တဲ့အချိန်ကျရင်အသုံးဝင်နေပေါ့နော်အောက်မှာဒီကိုပါနဲ့တချို့အိုင်းကိုမှားပြီးဆင်းသွားတာပြီးတော့ပြန်တက်လာတယ်အဲ့လိုမျိုးတွေရှိတတ်တယ်အဲ့ဒီအချိန်ကျရင်ကိုပါလားအိုင်းလားဆိုတာတေချာခွဲခြားသိတဲ့အောင်ပေါ့နော်လုပ်ပေးတာပါဒီအတန်းလေးရပေါ့နော်အဲ့ဒီကတော့တော်တော်မိုက်ပါတယ်ပြီးတော့နောက်တစ်ခုရှိသေးရပေါ့နော်နောက်တစ်ခုကတော့ online section ပါ online section ကတော့တော်တော်ဟိုအဖြစ်တယ်ပေါ့နော်တော်တော်လည်းကိုယူရှင်ပါတယ်ဒီကျွန်တော်ကိုတုံးနေတယ်လို့ပဲဖြူပြောင်လေးဖြစ်နေတာပေါ့နော်ကျွန်တော်စတင်လေးပြင်ချင်လာမှာပေါ့နော်ကောင်ကခြေလေးဖြူဖြူလေးဖြစ်နေမယ်ဖြူဖြူလေးဖြစ်နေမယ် online section ကအရင်တော့ဆိုမဲမဲကြီးပေါ့နော်အဲ့ချင်းကြရင်ကိုထောက်ထားတဲ့ blog ပုံကို outline ကိုတကယ်ရောထောက်ထားလားဆိုပြီးတော့ကြည့်လို့ရတယ်ကိုဖြူဖြူလေးဆိုပိုပြီးမြင်သားတယ်ပေါ့ကျုပ်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ကြပါနဲ့